ရေကြီးရေရှမ်းခြင်းကိုဘယ်လိုပြင်ဆင်တုံ့ပြန်ကြမလဲအဲ့ဒါတပတ်ခါညဆိုမိုးကြီးမှာတဲ့ ဟုတ်လို့လား တေးကြလို့လားကောလာဟာလာဖြစ်နေအောင်လေ သိကြပါတယ်ဘဘရေဒီယိုကနေကြားလာတာအဲ့ဒီသတိပေးချက်ကို TV မှာလည်းပြသွားတယ်ပြောတယ် ဟုတ်လားအဲ့ဒါဆိုသတင်းစာထဲမှာလည်းပါမှာပဲအမမဖက်ဖြစ်သေးလို့မသိရနေမယ်ကဲအဲ့ဒါဆိုလုံနေကြတိုင်းအိပ်ပြင်ကြရအောင်အိတ်ထဲကိုဘာတွေထဲကြမလဲ အစားတော့6ချမ်း ရေတန်း စီးရီ လက်လိုက်တယ်မင်း တကိုယ်ရီသုံးပစ္စည်းအမျိုးသမီးလားစင်သုံးပစ္စည်း အဝယ်စားဖို့ လက်သက်စင်စီနှာခေါင်းစီ အရေးကြီးတဲ့စာရွက်စာတမ်းတွေရောပဲ ပြီးတော့ဖုန်းရဲ့ဘက်ထရီအပိုရဲ့လည်းထည့်ရမယ်မာကြီးအရင်တစ်ခေါက်ကရေကြီးတော့မှသွားတဲ့ဘုံမော်ပဲဒီတစ်ခေါက်သွားကြမှာမလား ဟုတ်တယ်အဲ့လိုမသွားရင်အိမ်မှာရှိရဲ့လျှက်စင်မီတွေအကုန်ပိတ်ခဲ့ရမယ်နော်မဟုတ်ရင်ဓာတ်လိုက်လိမ့်မယ်သွားကြတဲ့အခါမှာလည်းပိုပြီးခ ्यू စိုက်ပေးရမယ့်သူတွေကိုကူညီပေးကြရမယ်ပြီးတော့အရင်တစ်ခေါက်ကလိုပဲတွေ့ရရင်မတောက်ဘူးနော်ကြိုးချက်ထားတဲ့ရေကလိုရင်းပါတဲ့ရေကိုပဲတောက်ကြမယ်နော်အရေးကြီးရမေ့နေတယ်ဖုန်းတွေကိုအားပြည့်သွင်းထားဖို့လည်းလိုအောင်မယ်နော်ဖုန်းဆက်တာ SMS ပို့တာတွေလုပ်လို့ရအောင်ရေးပေါ်ဆက်သွယ်ရမယ်ဖုန်းနံပါတ်တွေလည်းသိကြတယ်မလား ဟုတ်ကဲ့မာကြီး